အားလုံးမင်္ဂလာပါခင်ဗျာခုတစ်ခါတော့ကျွန်တော်ကလောမျိုးရိုးရမီရှော့တယ်နဲ့မီကြဆန်ပြင်ပွဲရဲ့အကြောင်းလေးကိုကျွန်တော်ပြောပြပါမယ်ပြင်ပွဲဝင်မယ်မီးတိမ်နဲ့ရှို့မယ်ပြင်ပွဲဝင်မယ်ရက်တွေကိုလည်းသိရပြီဖြစ်တဲ့အတွက်အားလုံးကိုသိရအောင်ကျွန်တော်ပြန်ပြီးတော့ညဝေပေးမှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီကလောမျိုးရိုးရမီရှော့တယ်နဲ့မီကြဆန်ပြင်ပွဲကိုကျွန်တော်တို့17လပဲ9ရက်နေ့စမှာဖြစ်ပါတယ်တစောင်းမုံလာပြီးကျော်တရက်နေ့ဖြစ်ပါတယ်ဒီဂိမ်းပွဲမှာပါဝင်တဲ့အဖွဲ့တွေကိုလည်းကျွန်တော်ပြန်အခုပြောပြပါမယ်။9ရက်နေ့မှာရွှေမြန်မာပါမယ်။ပွဲကျိတ်ပါမယ်။ယူကဲလေးပါမယ်။ဂျေဂျွေပါမယ်။ဒါကတော့9ရက်နေ့ရှို့မယ်၄တိုင်ဖြစ်ပါတယ်။6ရက်နေ့မှာပုံစုရန်ကြွားစောင်းခုမီမျိုးဆက်သစ်ရှမ်းတောင်တန်းဆိုတဲ့၄ဖွဲ့ကပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်။9ရက်နေ့မှာရှင်ပြိုင်မဲ့အဖွဲ့၄ဖွဲ့ကအင်းပြင်းစောင်းဘိုးကလောနဲ့မော်ဝင်ဆိုတဲ့၄ဖွဲ့ကဝင်ပြီးတော့ရှင်ပြိုင်မှာဖြစ်ပါတယ်။10ရက်နေ့မှာ၄ဖွဲ့ပါပဲ။10ရက်နေ့မှာမျိုးမမီပဲရင်တောင်မီရွှေဟင်းတာမီမီဝိုက်စာဒီ၄ဖွဲ့ရတဲ့ပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်။ဒီ9ရက်နေ့မှာတော့9တိုင်ဖြစ်သွားပါတယ်ခင်ဗျာ။9ရက်နေ့မှာတော့ဤပြတိတ်တာယာကိုရွှေကုန်းမင်းရာစုတေဖာယာဘေဘီဆိုတဲ့9ဖွဲ့ဖြစ်သွားပါတယ်။ကျွန်တော်ဒီ10ရက်နေ့မှာကျတော့ဒီကလောမျိုးရိုးရမီရှော့တိုင်းနဲ့မီကြဆန်ပြိမ်ပွဲစုပေးပွဲနဲ့ပိတ်ပွဲဖြစ်ပါတယ်ခင်ဗျာဒီမီရှော့တိုင်းမှာကျွန်တော်တို့စောင်းတင်ရှောင်းတင်တာလေးကိုလည်းကျွန်တော်နည်းနည်းပြောပြမိချင်ပါတယ်အဲဒီစောင်းတင်ရှောင်းတင်တာကိုကျွန်တော်မပြောခင်မှာဒီပွဲဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဖွဲ့တိုင်းပေါ့လေကျွန်တော်တို့ဒီတနေ့ဆိုရင်22ဖွဲ့ရှိပါတယ်22ဖွဲ့လုံးကတလားနီတလားကြောကြိုးစားရပါတယ်အချိန်ရောငွေရောလူရောအကုန်လုံးရင်းပြီးလုပ်ခဲ့ရတာဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ကလောကတော့တုံတောင်တော့ဒီအဖွဲ့ဒီမှာရန်ဖြစ်တာဘာညာမရှိပါဘူးအကုန်လုံးဒီအဝေးရဧည့်သည်လည်းဝင်ကားတာဘာညာကားလို့ရပါတယ်အဖွဲ့မကွဲဒီပွဲထဲဝင်တဲ့အချိန်ကျရင်တော့အဖွဲ့မကွဲဘူးလို့ပါတယ်နော်ဒါလေးကတော့ဒါကျွန်တော်တို့မိကြဆန်လေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်နောက်တစ်ခုပြောချင်တာကကျွန်တော်တို့ဒီဆောင်းတင်တာတော့အနှွေးထည်လေးတွေဆောင်းရပါမယ်အနှွေးထည်ကတော့ပွဲကြည့်နေကျွန်တော်တို့ညနဲ့လေးအေးလေးဖြစ်လာမှာဖြစ်တဲ့အတွက်အနှွေးထည်လေးတော့မဖြစ်မနေဆောင်းလာပြီးပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီမီရှူမီပန်ရှိုးတဲ့ချိန်ကြလို့ရှိရင်သတိထားပါဒါလေးကတော့ရန်ဆိုင်ပေါ့နော်ဒီရဲ့ဟာလေးကိုကျွန်တော်တို့မီရှူပြီးတော့မီပူဇော်မှာဖြစ်ပါတယ်ဘုရားမီပူဇော်မှာဖြစ်ပါတယ်ပြင်ပွဲဝင်မှာဖြစ်ပါတယ်ဒီမီရှူမီပန်ရှိုးထားတဲ့ချိန်မှာကျွန်တော်တို့မီရှူတွေလာတဲ့ချိန်ကြရင်ဘယ်လိုပြောမလဲလူကိုကာပါယူပြီးတော့ပုံမနေပါနဲ့ဘာဖြစ်လို့လဲဆိုရင်မီရှူဆိုတာတော့ရန်ဖြစ်တဲ့အတွက်သူသွားချင်တဲ့နေရာကိုသွားမှဖြစ်ပါတယ်အဲအကြောင်းမလို့အတော်လို့ကိုစီကိုမီရှူများရောက်လာခဲ့လို့ရှိရင်ရှေ့ကလူကရှောင်လိုက်လို့ရှိရင်ဒီပုံနောက်မှနေပြီးတော့သူ့ကိုကာပါယူလာတဲ့လူကကာပါမရဘဲနဲ့အဲ့ကာပါဖယ်လိုက်တဲ့အတွက်ကိုယ်ကိုလာထိမှဖြစ်ပါတယ်အဲ့အတွက်မျက်လုံးတို့မျက်နှာတို့မတော်တဆထိတက်ပါတယ်အဲအကြောင်းမို့အန်ဒီရရှိတဲ့အတွက်ကာဘာယူရန်ထက်စားလို့ရှိရင်ကိုတိုင်ကကာဘာမယူဘဲနဲ့ဒီမီရှူမီပန်ကိုလင်းလင်းမြန်မြန်လေးရှောင်းနိုင်ဖို့အတွက်ဒီမီရှူကိုအာယုံစိတ်စေချင်ပါတယ်ဒါမှလည်းကိုရဲ့အန်ဒီရကင်းမှာပေါ့လေမီရှူထိုးတာအင်ဂျီပေါက်ပြင်းတာမရှိရပါတော့တကယ်လို့ဒီမျက်လုံးကိုမီရှူလာထိုးရင်အခက်မသိရင်မျက်လုံးကန်းသွားနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီမီရှူကိုပဲအာယုံစိတ်ပြီးတော့ကြည့်ပေးပါလို့ကျွန်တော်ကတော့ဒါကိုအဓိကထားပြီးသတိပေးချင်ပါတယ်နောက်တစ်ခုကဒီရန်စိမ့်တင်လာတဲ့အချိန်မှာကျွန်တော်တို့ဘာဖြစ်လို့ဆေးလိပ်တွေဖျောင်းနေမတောက်နိုင်လဲဆိုဒီမီရှူမီပန်းတွေကကျွန်တော်တို့တွေကပင်ပန်းနဲ့ကလှုပ်ထားတာကြောင့်တလားအလုံးမှာနေ့ဖက်ကိုအလုတ်သွားတယ်ညဖက်ကိုမအိမ်မနေပဲနဲ့ဒီရန်တွေကိုလှုပ်တယ်ဒါတွေကြောင့်မလို့လေဒီရန်စိမ့်တင်လာတဲ့အချိန်ကျရင်ဆေးလိပ်မီလေးတွေဖြစ်နေမီတက်ထားပြီးပေါ့လေအခက်မတင်မနဲ့ဒီဆေးလိပ်မီတစ်ခုကြောင့်မလို့လောင်ဝိုင်းရန်ဖြစ်တာတို့အဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်အဲအကြောင်းမို့ကြိုပြီးတော့ဒါအတိပေးအပ်တာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ